ခိုင်မြဲသောချစ်ချင်းမြတ်တာနဲ့ကျင်နာမှုကိုအိမ်နောင်တဲ့စုံတွဲများရေရှည်တည်တဲ့ခိုင်မြဲရန်မြည်တို့ထိမ့်သိရမည်နီအိမ်နောင်တစ်ခုတည်မြဲဖို့ဆိုရင်တဦးတည်းနဲ့စူးစမ်းမှုကမလုံလောက်ပါဘူးနှစ်ဦးသားဒီဘဝခီးကိုပျော်ပျော်ရွှင်ရွှင်လက်တွဲပြီးရှောက်လှမ်းကြမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့အမြဲတမ်းတယောက်ကိုတယောက်ဂရုစိုက်ကြည့်ရှုစောင့်ရှောက်နေဖို့လိုအပ်ပါတယ်။အိမ်တော်ဘဝဆိုတာရိုးရိုးသားသားပြောရရင်အတူတူရှိနေခြင်းပါပဲ။ကိုယ့်ရဲ့အိမ်မက်တွေပူပင်သောကတွေဝမ်းသာစရာတွေကိုတယောက်နဲ့တယောက်ရင်ဖွင့်ပြီးနှစ်ကိုယ်တူပေါင်းစည်းထားတဲ့ဘဝလေးတစ်ခုကိုဖန်တီးတာပါရှင်။အိမ်တော်ဘက်ဆိုတာဘဝအတွက်အရင်အဆုံးမိတ်ဆွေကောင်းဖြစ်ပါတယ်။ချစ်ချင်းမြတ်တာဆိုတာမြည်ရည်စီးသလိုပါပဲ။စီးစင်းနေဖို့အတွက်အမြဲတမ်းဂရုတစိုက်ထိမ့်သိမ့်ပေးရပါတယ်။ကိုယ့်ရဲ့အိမ်တောင်ဘက်ပေါ်ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပါသူပြောတဲ့စကားများကိုစိတ်ဝင်စားနားထောင်ပေးပါသူကဘာပြောနေလဲသူဘာတွေခံစားနေရလဲဆိုတာကိုစိတ်ရှည်လက်ရှည်နဲ့အမှန်တကယ်ရင်ထဲမှာနားထောင်ပေးပါကိုယ်လည်းရောက်မှပြောမယ်ဆိုတဲ့စိတ်ကိုခဏဖယ်ထားလိုက်ပြီးစကားကိုချိုးသားစွာပြောပါရှင်စိတ်တူစရာတွေစကားများစရာတွေဖြစ်လာရင်တော့မှအတန်မမာနဲ့မပြောဘဲစကလုံးကိုရွေးချယ်ပြီးပြောပေးပါရှင်တစ်ဖက်သားကိုထိုးနှက်ဝေဖန်တာထက်ငါဒီလိုဖြစ်လို့စိတ်မကောင်းဖြစ်ရတယ်လို့ပြောတာကဟိုကောင်းပါတယ်နေ့စဉ်ကိုယ့်ရဲ့ဖြစ်စဉ်အကြောင်းအရာများကိုမျှဝေပါမအားရင်တော့ခဏလေးဖြစ်ဖြစ်အချိန်ပေးပြီးဒီနေ့ဘာတွေဖြစ်ခဲ့တယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြောပြပေးပါဒါမှတယောက်နဲ့တယောက်ဘဝမှာအမြဲတမ်းပါဝင်နေရတယ်လို့ခံစားရမှာပါအဖိုးတန်တဲ့အချိန်တွေကိုဖန်တီးပါချိန်တွေးတဲ့ညလေးတွေဖန်တီးပါကလေးတွေအလုပ်တွေနဲ့ဝေးရမှာတခဏလောက်နှစ်ဦးတဲ့အတွက်အချိန်တစ်ခုသတ်မှတ်ပါညစာအပြင်မထွက်စားဖြစ်နိုင်ရင်တော့မှအိမ်မှာပဲကော်ဖီလေးတောက်ရင်ရုပ်ရှင်လေးကြည့်ရင်အတူတူရှိနေပေးပါတယောက်နဲ့တယောက်ဝါသနာပါတာစိတ်ဝင်စားတာတွေကိုနှစ်ယောက်အတူတူလှုပ်ဆောင်ကြည့်ပါဥယျာဉ်ဆိုင်တာဖျားဖူးတာဒါမှမဟုတ်ဟင်းချက်တာမျိုးပေါ့ရှင်အတူတူရှိနေတဲ့ချိန်တွေမှာဖုန်း TV ကိုခဏပိတ်ထားပြီးသူ့ကိုပဲအာရုံစိုက်ပေးပါကိုယ့်ရဲ့အိမ်တော်ဘက်ကသူ့ကိုဂရုစိုက်တယ်လို့ခံစားရစေဖို့အရေးကြီးပါတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်အမြဲကျေးဇူးတင်စကားပြောပေးပါဟင်းကောင်းကောင်းလေးချက်ပေးတာအိမ်လောက်ကူလောက်ပေးတာပါဝင်အရာရာတိုင်းအတွက်ကျေးဇူးတင်ပါတယ်လို့ယူသားစွာပြောဆိုပေးပါသူ့ရဲ့လှုပ်ဆောင်မှုတွေကိုအတိမတ်ပြုပေးပါသူကြိုက်တဲ့စားစာလေးတွေဝယ်ပေးတာနေမကောင်းရင်ဂယူးဆိုင်ပေးတာဒါမှမဟုတ်အချစ်စကားလေးတွေပြောတဲ့စာတိုလေးတွေကို message ကနေတဆင့်ပို့ပေးတာမျိုးလှုပ်ဆောင်ပေးပါအလောက်သွားခဲ့နီးနန်းတာဝိဖတ်တာဒါမှမဟုတ်လက်ကလေးဆွဲထားတာတွေကချစ်ချင်းမြတ်တာကိုအင်အားဖြစ်စေပါတယ်ကိုယ်အိမ်တော်ဘက်ရဲ့စီးပွားရေးလူမှုရေးပညာရေးဆိုင်ရာရည်မှန်းချက်တွေကိုဝိုင်းဝန်းအားပေးပါသူ့ရဲ့အားကိုးရဆုံးလူဖြစ်စေပါကိုယ်အိမ်တော်ဘက်ရဲ့ကိုယ်ပိုင်အချိန်ကိုယ်ပိုင်တငယ်ချင်းတွေနဲ့တယောက်တည်းနေခြင်းတဲ့အချိန်တွေကိုနားလည်ပေးပါအိမ်တော်တဲ့ဆိုပေမဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဆိုတာကိုသတိရပေးပါရှင်အိမ်တော်ဘဝဆိုတာတိုက်ပွဲဝင်ပေါ်ဖွဲ့တစ်ခုလိုပါပဲဆုံးဖြတ်ချက်တွေကိုနှစ်ဦးသဘောတူညှိနှိုင်းပြီးချမှတ်ပါအိမ်မှုကိစ္စလေးတွေကိုမျှဝေလုပ်ကင်ပေးပါတကယ်တော့ချစ်ခင်ပျော်ရွှင်တဲ့အိမ်တောင်တစ်ခုဟာမေတ္တာနဲ့ကျင်နာမှုကိုနေ့တိုင်းရွေးချယ်ပြီးဘဝလက်တွဲပေါ်ကိုအကောင်းဆုံးတငယ်ချင်းဖြစ်သဘောထားပြီးတည်ဆောက်သွားရတာပဲဖြစ်ပါတယ်ရှင်အိမ်တောင်တဲ့မျိုးသားမျိုးသမီးလေးတွေကိုယ့်ရဲ့အိမ်တောင်ဖက်များအပေါ်အမြဲတမ်းချစ်ခင်ကျင်နာညှိနှိုးပြီးကိုတီထောင်ထားတဲ့အိမ်တောင်မိသားစုပေါ်မှာသစ္စာတည်တံ့ခိုင်မြဲနိုင်ပါစေရှင်